နေထိုင်ရကဘာကြီးတဲ့မှာပျော်ရွှင်စရာနေရပြတဲ့အခါကနှလုံးအိမ်မှာနူးညံ့မှုတို့နဲ့အစာပြိုးတဲ့အရာပါနောက်တစ်ချိန်မှာအိုမင်းသွားရင်ကနေချင်တာနဲ့အနားလေးမှာပဲငါကယူဆိုင်ပေးပါမယ်မျက်နှာရသူအချိန်မှဖုန်းဆက်ပါ